နောက်ပတ်ထဲမှာ UFC 330ရှိတယ်ခေါင်းဘက်က Islam ကရှက်တဲ့ Iron Carry တို့ပွဲပါအားလုံးသိတဲ့အတိုင်း stand သမားနဲ့ ground သမားတွေးတဲ့ပွဲပေါ့သူတို့ပွဲကို prediction လုပ်ဖို့ research လုပ်ရင်းနဲ့ submission ပိုင်းတွေကိုရောက်သွားတယ်အဲ့ဒီမှာထူးထူးခြားခြား UFC ရဲ့ပုံမှန်မဟုတ်တဲ့ကစားသမားတစ်ယောက်အကြောင်းပြောဖို့ဖြစ်လာပါတော့တယ်သူ့နာမည်ကတော့ Veta Walker ပါလွန်ခဲ့တဲ့လအနေငယ်ကသူ့အကြောင်းဗီဒီယိုတစ်ပုဒ်လုပ်ဖူးတယ်ဒါပေမဲ့ဒုတိယပြီးထပ်ပြောမှဖြစ်မှာမဟုတ်လို့ပါ heavyweight တက်မှာ fighter တွေအများစုကလက်လော့နဲ့နိုင်ဖို့တိတ်ပြီးတော့မလွယ်ဘူးလို့သတ်မှတ်ထားကြတယ်ဘာလို့လဲဆိုတော့လက်လော့ဝင်တဲ့အချိန်မှာကိုယ့်ရဲ့ခေါင်းကိုပြိုင်ဘက်က ground and pound လေးထိုးလို့ရမယ့်အနေထားပေးထားရတာကြောင့်ပါအရင် risk များတယ် heavyweight မှာဆိုရင်ပို့ပြီးတော့ဆိုးတာပေါ့အပေါ်ကလူက weight အားရဲ့ power နဲ့ ground and pound ထိုးချလိုက်လို့ရတယ်အောက်ကလူပြားသွားနိုင်တယ်ဒါကြောင့် MMA နီးပြတော်တော်များများက heavyweight fighter တွေကိုလက်လော့တွေတုံးဖို့တိတ်ပြီးတော့မတင်ပေးကြဘူး UFC heavyweight တန်းကိုကြည့်မယ်ဆိုရင် Tom Aspinall က modern MMA heavyweight ကိုကိုစားပြုတယ် body ကိုတောက်လျှောက်ရွှေ့ပြီးတော့ဆော့နိုင်တယ်မြန်တယ် well rounded ဖြစ်တယ် heavyweight တန်းမှာ fighter အများစုက boxing နဲ့ wrestling ကိုပဲအဓိကအားထားကြတယ် submission specialist တွေဆိုတာရှားတယ် submission specialist တွေတဲမှာတော့မှ modern jiu-jitsu technique ဖြစ်တဲ့လက်လော့ specialist တွေကပို့ပြီးတော့မှရှားပါသေးတယ် heavyweight တန်းတစ်ခုတည်းမကြည့်နဲ့ဗျာ pound for pound number 1 မကာရှက်တောင်မှာလက်လော့နဲ့နိုင်ဘူးတဲ့ပွဲတပွဲမှမရှိဘူး upper body lock တွေနဲ့ပဲနိုင်ဘူးတဲ့ UFC မှာ submission နဲ့နိုင်ပွဲအများဆုံး Charles Oliveira လည်းတပွဲမှလက်လော့နဲ့မနိုင်ဘူးဒါဆိုရင် MMA လို့ကစားနည်းမှာလက်လော့ submission နဲ့နိုင်ဖို့ဆိုတာကလွယ်ကူတဲ့အခြေအနေတခုဟုတ်မနေဘူးဆိုတာတော့ကျင်းသေးပြီဒါပေမဲ့ Veta Walker က UFC မှာဒီအယူဆကိုတပွဲပြီးတပွဲချိုးဖျက်ပြနေတယ် Veta ကိုပရိသတ်တွေက Johnny Walker ရဲ့ညီဖြစ်ပဲသိကြတယ်ဒါပေမဲ့သူတို့ရဲ့ fighting style ကလုံးဝမတူဘူး Johnny Walker က explosive striker ဖြစ်တယ် Veta Walker က submission hunter ဖြစ်နေပါတယ်အထူးသဖြင့် modern Brazilian jiu-jitsu ရဲ့အနေအရှိဆုံးလက်နက်ဖြစ်တဲ့လက်လော့တွေကို MMA မှာအသက်သွင်းနေတဲ့ heavyweight fighter တယောက်ပါစိတ်ဝင်စားဖို့ကောင်းတာက Veta Walker ရဲ့နောက်ဆုံးနိုင်ပွဲ5ပွဲစလုံးက submission နဲ့ဖြစ်နေတာပါပို့ပြီးတော့ထူးခြားတာကအဲ့ဒီ submission 4ပွဲစလုံးကလက်လော့တွေနဲ့ပဲအနိုင်ယူခဲ့တယ် Hihu နဲ့က4ပွဲ calf slicer နဲ့က1ပွဲပါ heavyweight တက်မှာဒီလိုမျိုး submission record မျိုးကိုမြင်ရဖို့ထက် Unico ကိုအပြစ်မှာတကယ်မြင်လိုက်ရတာကပို့ပြီးတော့ဖြစ်နိုင်ပါသေးတယ်ဒါဆိုရင် Veta မှာ BJJ background ကြီးရှိနေလို့လားမဟုတ်ဘူး Gordon Ryan လိုမျိုး ADCC champion လည်းမဟုတ်ဘူး Maki Musumashi လိုမျိုး IBJJF world champion လည်းမဟုတ်ဘူး submission grappling လောကမှာကမ္ဘာအဆင့် achievement တွေပိုင်ဆိုင်ထားတဲ့ elite grappler တယောက်လည်းမဟုတ်ပြန်ဘူးကုန်ပြောရရင် BJJ ကပတ်နဲ့တောင်မှမရသေးဘူး UFC ကိုရောက်ပြီးမှလက်လော့တွေကိုကိုယ်တိုင်လေးလာပြီးတော့ပွဲတွေမှာအသုံးချနေတာပါ Modern Brazilian Jiu-Jitsu ရဲ့နေစနစ်တွေကို MMA rule နဲ့အဝင်ခွင့်ကြဖြစ်အောင်ပြောင်းလဲပြီးတော့ UFC heavyweight တက်မှာတကယ်အသုံးချပြနေတယ်တခါတလေ martial art လောကမှာ technique ကိုတီထွင်တဲ့သူတက် technique ကိုအမြင့်ဆုံးအဆင့်မှာအောင်မြင်စွာအသုံးချပြနိုင်တဲ့သူတွေကပို့ပြီးတော့တမိုင်းဝင်တတ်ကြပါတယ်တစ်ချိန်လုံးက MMA grappling မှာဆိုရင် rear naked choke guillotine Amber triangle ချုပ်တွေပဲလူတွေကစိတ်ဝင်စားခဲ့ကြတယ်ဒါပေမဲ့2010နောက်ပိုင်းမှာ modern jiu-jitsu ဆိုတဲ့ revolution တစ်ခုဖြစ်ခဲ့တယ် John Danaher နဲ့ Danaher Death Squad လိုမျိုးတင်းနေပေါက်လာပြီးတဲ့နောက် Hihu လိုမျိုးခြေထောက်ကိုလိမ်ပြီးတော့ဒူးရုပ်ကိုဥတီတိုက်ခိုက်ရတဲ့ knee snake က grappling လောကရဲ့အနေအရှိဆုံး submission ဖြစ်လာခဲ့တယ်အဲ့ဒီ submission ကို legal ဖြစ်အောင်လဲသူတို့နှစ်အများကြီးစူးစမ်းခဲ့ရတယ်Crane Joe, Gary Tonan, Gordon Ryan, Maki Musumashi တို့ကလည်းလက်လော့ system တွေကိုအဆင့်မြင့်တင်ခဲ့ကြတယ်ပြဿနာကတော့ရှိနေသေးပဲဒါတွေက grappling ပြိုင်ပွဲမှာပဲအလုပ်ဖြစ်တာလား MMA မှာရောတကယ်အလုပ်ဖြစ်ရလား heavyweight တက်မှာဆိုရင်ပို့ပြီးတော့မှမဖြစ်နိုင်ဘူးဆိုပြီးလူတွေကထင်ခဲ့ကြတယ်ပြောခဲ့ကြတယ်ဒါပေမဲ့ Veta ကမဖြစ်နိုင်တာကိုလုပ်ပြခဲ့တယ်လက်လော့ကို submission တစ်ခုအနေနဲ့ပဲမသုံးဘူး take down entry ဖြစ်သုံးတယ် scramble အခြေအနေတွေမှာသုံးတယ် position control အနေနဲ့တွဲပြီးတော့သုံးတယ်အရေးကြီးဆုံးကသူ့ရဲ့လက်လော့တွေက flash submission မဟုတ်ဘူး systematic attack တွေဖြစ်နေတတ်တယ်အဆုံးသတ်အနေနဲ့ပြောရရင် Veta Walker က UFC champion မဖြစ်သေးဘူးဖြစ်လာပါမယ်လို့လည်းအာမမခံနိုင်ဘူး title contender တော့မှမဖြစ်သေးဘူးဒါပေမဲ့ modern jiu-jitsu က MMA မှာအလုပ်ဖြစ်တယ် heavyweight တက်မှာတော့မှအလုပ်ဖြစ်တယ်ဆိုတာကိုရအောင်တတ်သိပြတယ်တစ်ချိန်က Hihu ကgrappling ပွဲတွေအတွက်ပဲဖြစ်ခဲ့ပေမဲ့အခုဆိုရင်အခြား weight တန်းကကစားသမားတွေလည်းလက်လော့ကိုဘယ်လိုသုံးရမလဲဆိုတာထပ်ပြီးတော့စူးစမ်းလာကြပြီ heavyweight တန်းရဲ့ဖြတ်မြင့်တစ်ကောင်ဖြစ်နေတဲ့ Veta Walker က modern Brazilian Jiu-Jitsu ရဲ့နောက်ထပ် evolution တစ်ခုကိုဖန်တီးနိုင်တဲ့သူဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရပါအောင်မယ်နေရောတာပါ channel MSN ပါ